အခုဒီကြိုင်ဖျားမှာဒိတ်ထံဘယ်နှလားလောက်ဆရာဝေမယ်လို့ဆရာစဉ်းစားထားလဲပေါ့နော်ကဲတလာခွဲကြော်ကြော်လာပေါ့49ရက်ဒါတိုက်ရမယ်ဘယ်နှစ်ရက်လဲဆရာ49ရက်49ရက်49ရက်တိတိကိုလုံးဝရေမတောက်ဟိုထွင်းမစားဘဲနဲ့ဒီဖျားမှာဆရာဒိတ်ထံဝေမှာဖြစ်ပါဩအဲ့စီလူတွေဘယ်လောက်ရှိလဲဆရာပြန်ပြောရပြန်ပြောကဲကျွန်တော်တို့ကျန်ရွာရဲ့ခိုင်လူတွေဘယ်လောက်စီလဲဆိုတာကြည့်လိုက်ပါခင်ဗျာကြားလိုက်ဒါအနေနဲ့ရရလာကြတဲ့ဖျားဖူးဧည့်သည်တွေပါခင်ဗျာဒီမှာကျုံလိုက်ကြလေဟိုမှာတက်ပြီအဲ့လိုလေတိုင်းကူကူမညာရပေါ်ဒီပါအောင်ကွဲပြီးမှချက်လို့ဆရာအခုဆိုရင်ဒိတ်ထမဝင်ခင်မှာဆရာဖះကြီးကိုပတ်လဲဘယ်လိုပြောမှဆရာစီချမော်နော်ပါလေဟိုကတော့ဒိတ်ထမဝင်ခင်မှာမိသားရေးပတ်ဖြန်းမှာဖြစ်ပါလေမိသားပို့လို့မယ်နေနေခုနှစ်သားသမီးတွေတမီးလာပို့မှာဖြစ်ပါလေဆရာဒီညဘယ်နှစ်နာရီမှာဆရာဒိတ်ထဝင်မို့ရှိလဲည10:00နာရီမှာဒိတ်ထဝင်မို့ရှိပါတယ်အဲ့ချိန်ဆိုရင်လူလဲပါပြီလေအခုလူနည်းနည်းရှိသေးတယ်ဩဟုတ်ကဲ့အခုကဆရာဟိုဖျားဖူးဧည့်သည်တွေစီးတဲ့တော့ဆရာဒိတ်ထမဝင်သေးတာပေါ့ဩโอเคအစေးရတာကလေးလေးဆိုရင်တော့ဒါဆရာရဲ့တပည့်ပေါက်စားလေးပေါ့နော်ကျွန်တော်နိုင်တယ်တလားရှိပါပြီအခုဒါပြေးပြီးသားလို့ပြေးကြလားညဖယားတိတမ်းနဲ့ဒီနာတော်တွင်လိုက်ကာရမေဘုန်နေကချက်လာမကိုဧကောဆရာဒီဖះမှာဆရာ45ရက်တိုင်ဆရာဒိတ်ထဝင်မော49ရက်တီလောင်း၍လူတော်ကြင်ကြောင့်ပညာရှိသွားခုဆရာဆိုမေတ္တာကြီးပြတ်ဖန်ပေးရပါတယ်ခင်ဗျာအထုံးကြိုးစားကြပြီးတော့ကြောင့်လည်းကကောင်းမလို့လားတရားခင်မိသူတော်စင်တက္ကရာမှာပေါ့သူတော်ကောင်းတို့ဒီဒေတာချမ်းသာမျိုးမျိုးပွားသူဆိုပြီးငါတို့